ခဏလာခဲ့ပါအောင်ယောက်ျားရဲ့ပြဘာလို့မမိမဒါလေးကြိတ်ပြီးသားမရကြိတ်ပြီမလေအဲ့နဲ့မလုပ်ချင်ပါဘူးလက်ကြိတ်တော့ရှင်တာအဲ့လိုဆက်ကြီးနဲ့မလုပ်ချင်ဘူးလက်ကလေးနဲ့ကြိတ်ပြီးမိမဟာနဲ့ကြိတ်ဆက်နဲ့ကြိတ်လက်နဲ့တူတူလေယောက်ျားရဲ့လက်ကလေးနဲ့အဲ့လိုမျိုးလုပ်ပြီးအောင်မိမတောက်ချင်တယ်ဒီကောင်တင်းတင်းမရောဘူးဖြစ်နေတာဒီကောင်မချစ်ဘူးလားလုပ်ပြီးအောင်ပါပေါ့လုပ်တော့ကြိတ်ပြီတော့အဲ့ယောက်ျားစင်းရလေးမိမချစ်ချင်တာလေမိမဟိုနေ့မှထိုင်းနေမယ်နော်တစ်ခွက်နော်ရေခဲမထည့်နဲ့နော်မိမတင်းတင်းပြုတ်ကမရောအောင်လားအကြိုင်ညနေလားဘယ်ခေါ်လာတော့ညနေလားလို့ဟာဘယ်ခေါ်လာတော့မတော့နဲ့မကြည့်အောင်ဘာကြီးလုံးလို့ငယ်ကြောက်နေမော်လားအကြောက်တာဘောလို့တယောက်ဖြစ်ရင်ဘာမှလည်းမသိဘူးမင်းကြောက်တဲ့မျက်နှာတွေကိုငါအဲ့လိုမြင်နေတာသိလားတနာကမမျက်နှာကလေးနဲ့ဟမ်မဟုတ်လို့ရှိရင်ငါ့ကိုပြောဆိုတဲ့ကြဒီမျက်နှာမဟုတ်ပါဘူးငါ့ကိုပြောင်းမနေပါနဲ့ငါမနေရဲဘူးလို့တယောက်ဖြစ်ရင်ဘာဖြစ်ညာတော့လို့ကြောင်းနေရပါမှာမင်းကတကယ်တိုးနေကြီးတယ်မထားကြမှာမင်းဘာဖြစ်ညာတော့လို့ကဲငါတော့ငါတယောက်ဖြစ်မနေဘူးလို့ပြောနေတယ်ဒီဘာလို့ငါမကြိုက်တယ်ငါ့ကိုပြောဆိုနေတာဆိုဘယ်မှာပြောတော့တော့ကဲကြည့်တယ်မျက်နှာပြန်အားရတယ်ကွာအဲ့တမကမမျက်နှာကိုနေခဲ့လို့ပြောနေနော်မနေနေခဲ့ပြောင်းမနေနေခဲ့ကွာနေခဲ့တော့ကိုတိဆောင်ဝဲမနေဘူးကိုတိဆောင်ဝဲအဲ့မင်းမနာကားလည်းမပြောတော့ပါဘူးနော်ကားလည်းမပြောတော့ပါဘူးလို့မင်းမအဲ့လိုမပြောတော့ဘူးလားနေကြပြီလားကဲပကံကိုလားနေကြပြီလားမိမပကံလားဘာလို့ပကံကိုလားနေရင်ညီမတို့ရွှေရုံးသူအကျော်ဆိုင်တွေကိုကြော်ညာမလို့ပါအေးပါဟဲ့မဟုတ်တာမန်လေးလေးကြော်ရောက်မှာပကံလားကဲအဲ့ဆိုမိတ်ဆက်လာအကျော်လေးရှိရတယ်ကဲညီမတို့ရွှေရုံးသူအကျော်ဆိုင်မှာအကျော်လေးတွေအမျိုးစုံပေါ့နော်ရနေပါပြီရှင်အကျော်ပြင်အကုန်လုံးရပါတယ်ဒီမှာဆိုလဲကြောနေပါပြီပေါ့နော်ဘူးလေးအော်ဒါလေးတွေရနေလို့မလို့ကြောနေပါပြီရှင်ကဲပါခွန်ကပါခင်ဗျာငါလည်းရှင်းဖြစ်တော့မယ်အခုရပိုင်လေကျွန်တော်တို့သတိမောင်နှံကိုအကျော်ပို့တွေမတင်တော့ချတော့အကျော်မရောတော့လားလို့ထင်းထင်းနေသူအကျော်လည်းရောင်းပါတယ်ခင်ဗျာရုံးပစ္စည်းတွေလည်းရပါတယ်ခင်ဗျာရောင်းလို့ရတယ်မှလည်းအကုန်ရောင်းပါကျွန်တော်မိမလည်းရောင်းပါကျွန်တော်မိမလည်းရောင်းပါဟုတ်တယ်ဟုတ်တယ်ရောင်းနေတယ်ဒီကစကားရောင်းကျင်တာရောင်းကျင်တော့လိုကြည့်ရောင်းကျင်ရင်နော်မိမလိုမိမကိုလိုချင်တဲ့သူမှအများကြီးပဲနားလဲလားတဘောပါရောင်းတာပါမိမလိုက်သွားလိုက်မှာနော်ကဲအဲ့ဆိုမိတယ်လေပကံရောက်ခဲ့ရင်ကျွန်တော်တို့သတိမောင်နှံတို့စီကိုအကျော်လဲအားပေးနိုင်ပါတယ်ရုံးတဲ့ပစ္စည်းတွေလည်းအားပေးလို့ရပါတယ်ရှင်အားလုံးကိုတတကျေးဇူးပါမိမတို့ကြဖိုက်ဆန်မိမဘာလုပ်ပြရမှာသူဆိုရင်ဘယ်ရောက်သွားရောဘာလို့ညာလို့ဘိုင်းဆိုင်လည်းကျွေးမယ်လားလို့ပတ်ဆက်ပါလားလို့အဲ့လိုမလုပ်နဲ့လို့ပတ်ဆက်ပါလို့ပတ်ဆက်ပါလို့အဲ့လိုမလုပ်နဲ့ခလေးတောင်မမဘာလို့မရှိတော့ဘူးနာအေးလောင်းအောင်ဆိုအေးဟဲ့ပြေးရရောရောတိုင်းရောငါလို့ဟာဘယ်ရောက်သွားပြီလဲပတ်ဆက်ပိုင်မပတ်ဆက်မလားလို့အကိုပိတ်လာလားတိတ်လာလားမလားတော့မသိဘူးတိလားကိုမျက်လုံးထဲမှာတော့လေတဲ့ကိုမြင်နေရတာဘိုးလာမင်းကြီးကိုကြီးနေရတယ်အင်းမနာလေးမြင်နေတယ်ကိုရှိပတ်တယ်ဒီကျန်ဘောတင်ငါညိုညိုကောင်းမြင်ဝလာရှိခွင်တိုင်းမို့တဲ့ပြီဆိုဒီစတောင်းရဲ့စီရန်ချစ်သူငိုခြင်းတီးတဲ့ဖို့ရဲ့တဲ့ရှင်ကိုချွေတဲ့ပန်းလို့ပန်းချစ်သူအတွက်ပန်းမို့လဲဆောင်ကျွန်တော်ပေးခဲ့တာတွေအိမ်မမဟုတ်ဘူးတကယ်ဖြစ်ရဲ့ပါချစ်ဘူးတော့လေချစ်ယူနေလို့ပြောရပါသေးကြာခင်မဲရောက်လာတော့ဒီဆွေးသူမြင်နေတမှုရဝါဆိုဝါဆိုတမို့တဲ့နေချီတွေ့ရတဲ့ကိုင်းမှာချိန်တွေမျက်လုံးနဲ့မင်းနာကပြောင်းမှာစိုးရိမ်နေမိနိုင်တွေကိုရက်လွတ်ထားခြင်းတဲ့အိမ်ပြန်ချင်ရောက်မှလဲစိုးတယ်စကားနဲ့များပါရှင်မကိုရတယ်နောက်လေးများပြီးပါမကြောက်ဖို့ကိုယ်သူချင်းမင်းလို့မရှာနိုင်ငယ်အိမ်မက်တဲ့မအောင်မေ
မင်းနဲ့ပဲအနာပဲအမြဲနေချင်သူ ဒါလေးတော့ အမြဲ ဒါလေးတော့တော့မကြောက် တယောက်လို့ တပိတ်လေးကိုင်းတာတော့ရှင်အတော့မကြောက်လားကျမရှင်ဘာရအားကိုရတော့မှာတော့ လိုက်ပါမင်းမို့လို့အမြဲတမ်းပဲအရှုံးပေးမယ်လို့မင်းလေးဆိုသမျှအမြဲလို့ ကိုတိတ်ညောင်းနေပြီကိုတိတ်ကိုပွင့်ချီအောင်လို့ချစ်ညောင်းနေလို့ ပေးစားခြင်းလို့အချစ်ကိုခံယူထားလို့ကိုရဲ့အချစ်ဟာအရာရာတိုင်းနဲ့နိုင်ရှင်ရဲ့အလုံးအသေးမွားပဲရှိလို့တလို့တစ်ချိန်ချိန်မှာ ကိုတင်ဆောင်ရင်ညမဘလောက်လာလဲညမဘလောက်လာတော့လို့ လှလိုက်တာငါမိမရာတိလားအဲ့ဒီရလေးကလေတိလားဝတ်စုံလေးနဲ့လေဝတ်လိုက်တအားကိုလှမတိလားငါ ညီမဝိုင်းဆိုမဟုတ်သေးဘူးလေမြန်မာဝိုင်းဆက်ဆိုရင်ဒီမှာနကက်ကလေးကယွန်းနကက်ကလေးဆွဲချိုးလေးကယွန်းဆွဲချိုးလေးဒီမှာယွန်းနဲ့ပတ်သက်တဲ့ဟာလေးဒီမှာလက်ကလေးနဲ့ဟုတ်ပါတယ်လက်ပတ်ကလေး မိန်းကလေးတယောက်မှာမြန်မာဝိုင်းဆက်ကလေးနဲ့ယွန်းနဲ့ပတ်သက်တဲ့ပကံသူလေးဖြစ်သွားအရန်ကိုလာညီမစီမှာအစုံညီမစီမှာရပါပြီရှင်ကဲညီမတို့ကိုယ်တိုင်လည်းခက်ခက်ခင်လှုပ်ထားရတဲ့အတွက်အရန်ကိုအချိန်နေပြရပါတယ်ပေါ့နော်အခုဆိုရင်ရပါပြီတစ်ဆက်ဒီမှာစတိုးလေးနော်စတိုးလေးပါဒီမှာပါရှင်ရလိုက်တာကြည့်အောင်မိမရေရပါပြီပေါ့နော်ဟုတ်ပါတယ်ကဲအခုဆိုလို့ရှိရင်ဒီလိုမျိုးယွန်းတစ်ဆက်စာကိုကျွန်တော်တို့သတင်းမောင်နှံတို့စီမှာမှာယူနိုင်ပါတယ်ခင်ဗျာဘာလို့ဆောင်ဒီမှာပေါ့နော်လိုတဲ့ပစ္စည်းကိုကိုယ်နဲ့ဆက်လို့ရတယ်ညီမစီမှာအကုန်လုံးရှိပါတယ်ဒါဆိုရင်ကိုယ့်အိတ်ကလေးပါဖြည့်ပြလားဖြည့်ပြမယ်နော်မြန်လေးဒါဆိုဟုတ်တယ်ကိုယ့်အိတ်ကလေးပါရှင်ဟုတ်ပါတယ်ဒါဆိုရင်ကောင်လေးတွေမင်းကလေးကိုလက်ထက်လက်စွပ်တောင်းချင်နေဆိုရင်ဟုတ်ပါညိုကြက်နေလို့ခုမှထုတ်လာဆိုတော့လက်ထက်လက်စွပ်ကလေးလှုပ်ချင်ညီမစီမှာရှိပါပြီမိုင်လို့ရပါတယ်အဲ့တော့ရေချမ်းဖျားတောက်တော်ရေပေါ့နော်ဟုတ်ပါတယ်ခင်ဗျာရေချမ်းတောက်ချင်လက်မန်းလေးရပါပြီဟုတ်တယ်ဒီမှာပါရှင်ဟုတ်တယ်ဒါလေးကတော့ရေချမ်းခွက်ကလေးပေါ့နော်ရေချမ်းခွက်လေးရပါတယ်ဟုတ်ဒါလေးဆိုညီမစီမှာအစုံရှိရပေါ့နော်ဒါလေးဆိုတပိတ်စွမ်းတပိတ်လေးညီမအကုန်လုံးချမပြဘူးဆိုတာပြန်မှားတဲ့သူတွေလည်းပြန်များနေမှာကြောက်လို့ဟုတ်ကဲ့လိုအပ်တာရှိရဘာလေးတော့လိုအပ်တယ်ဆိုညီမစီမှာဖုန်းဆက်လိုက်ပါအကုန်လုံးမရှိတဲ့ပစ္စည်းလုံးဝမရှိဘူးနော်ဟုတ်ပါတယ်ဒါဆိုရင်တစ်ရှူပေါက်ကလေးပါတစ်ရှူပေါက်ကလေးဒါဆိုရင်တစ်ရှူပေါက်ကလေးပါဟုတ်ပါတယ်ဒီမှာပါရှင်ဟုတ်ကဲ့ပါခင်ဗျာဒါဆိုရင်တစ်ရှူပေါက်ကလေးသွားချထိုးတံလည်းရှိရနော်သွားချထိုးတံဒီမှာပါရှင်ဟုတ်တယ်သွားချထိုးတံအကုန်လုံးကြော်ညာလိုက်ပြီနော်ဒါလေးရဆိုသွားချထိုးတံဒါလေးရဆိုအိမ်မှာရှိတဲ့လက်ကီလေးပေါ့နော်ဇွန်းလက်ကီလေးပါရှင်ဇီးကွက်လေးပါချစ်စရာလေးကြည့်ပါအောင်နော်တို့ညကိုမခွဲပါနဲ့နော်ဒီမှာလက်ကီလေးပါပေါ့နော်နောက်တစ်ခါရှိသေးရနော်ဒါဆိုရင်လက်ဖက်ကြုတ်ရှိပါရဲ့ရှင်ဒါဆိုရင်ယွန်းလက်ဖက်ကြုတ်ကလေးပါရှင်ဒါလေးကတော့စိုက်ကြီးပါဒီမှာစိုက်လေးပါညီမစီမှာအကုန်လုံးရပါတယ်စိတ်ချစွာလဲမှားလို့ရပါတယ်လုံခြုံစွာလဲမှားလို့ရအမတို့နှစ်ယောက်ကိုချစ်တယ်ဆိုရင်လဲအားပေးပါအောင်ခင်ဗျာအားလုံးကိုတတတိတ်နေလက်ကတော့ငါဘာတော့ငါဘာလို့ညာတော့အဲ့ပတ်ဆိုင်ကြီးပိုက်ပြောကိုတင်စောဝင်းလေးကိုစိတ်မချလို့ကိုတင်စောဝင်းလေးကိုစိတ်မချလို့အဲ့ဆိုငါ့ကိုသိမချတာဒီပတ်ဆိုင်ကိုပိုက်ထားတာပေါ့ငါ့ကိုသိမချတာဒီပတ်ဆိုင်ကိုပိုက်လာပေါ့ဒီပိုက်တိလားကြာရင်အဲ့ပတ်ဆိုင်နာမှာလေအဲ့ပတ်ဆိုင်အိမ်နာမှာမင်းအုတ်တော့ပြင်းနေမှာအုတ်တော့ပြင်းနေချက်ဖြစ်ငါဟုတ်တယ်ဒီတော့တရားဦးတော့တရားအုတ်တော့ပြင်းတာဖြစ်လာငါသိတယ်အဲ့ကြောင့်ညီလည်းငါမလိုက်ချင်တာတကယ်ပြောအဘာမပြောအဲ့ဘာဖြစ်တာမပြောလို့ညာဟုတ်ကဲ့ယောက်ျားလေးမှာစုရထားတာလေအကသမားစုရတာဘောလုံးသမားဒီမှာကျမကလေသူ့အိမ်ကိုမလိုက်ချင်တာအဲ့ဒါကြီးဘာလဲသိလား तू ကတော့သူ့အိမ်ခေါ်ထားမမင်းနဲ့ကျမမလိုက်ချင်ဘူးဘာလို့ तू ကျမကိုဒါကြီးကြွကြပြတယ်ဘာမှလည်းပတ်ဆက်လည်းရတာမဟုတ်ဘူး तू အသက်16နှစ်18နှစ်တော့ရထားတဲ့ဟာတွေကိုကျမကိုကြွပြနေတာဒီမှာကိုတင်စောဝင်းအိမ်ကိုအလေလာမယ်ဆိုမလာခဲ့နဲ့သိလားဒါပေမဲ့လာမှဆိုလဲနားလေးကိုပိတ်လာခဲ့ तू ကမတရားအကြွားတန်တာသိလားမတရားကိုအကြွားတန်ငါကြွားတာမဟုတ်ဘူးဒါကြွားမလို့ပါတော့နေ့လာငါကြိုးစားခဲ့ဒီစုရတော့မှမမဲမဝဲနဲ့မင်းကိုမမဲလို့ယူခဲ့တာလေငါလည်းပဲညီမိမရပြီဒီလိုလေလာဒီလိုပတ်ဆက်တွေရှာနိုင်ရင်တော့ငါညို့ဒီလိုအဲ့လိုဖုံဖုံမောက်ထားမှသိလားမတရားအကြွားတန်တာညကိုတင်စောကမတရားအကြွားတန်တာလေကြွားတာမဟုတ်ဘူး
ငါထက်ပြီးလေဒီဘောလုံးကိုချစ်နေအောင်လို့ပြောပြတာ ချစ်အဲ့ဒါမှ